တချို့ပေါ့နော် agent တွေတချို့ဟို logistic တွေကဘာလုပ်လဲဆိုတော့ကုန်တယ်တွေကိုဂျင်းထည့်ပါတယ်ဘယ်လိုဂျင်းထည့်လဲဆိုတော့မင်္ဂလာပါရှင်အရင်ပြီးခဲ့တဲ့ကာလတွေအကုန်လုံးမှာကုန်တယ်ရလေဘယ်လိုပြောမလဲကုန်ရောင်းတယ်ကုန်ဝယ်တယ်အဲ့အလုပ်ပဲလုပ်တယ်ဂျားတွေကတစ်ဖက်နိုင်ငံကနေဒီနိုင်ငံကိုရောက်လာဖို့ process တွေအကုန်လုံးကုန်တယ်တွေက inside ကိုသူတို့အပ်လိုက်တာသူတို့ပါမသူတို့မလေ့လာဘူးပေါ့နော်အပ်လိုက်ဟို agent နဲ့ logistic service တွေနဲ့ပဲသူတို့အပ်လိုက်တယ်ပြီးရင်ဒီနိုင်ငံကနေဟိုနိုင်ငံရောက်သွားဖို့လည်းကုန်တယ်တွေကကြတော့ logistic တို့agent တို့ဒီလိုမျိုးတွေပဲသူတို့အပ်လိုက်တယ်သူတို့ကရောင်းတဲ့အလုပ်နဲ့ဝယ်တဲ့အလုပ်ပြီးတဲ့နှစ်ခုပဲလုပ်တာဂျား process တွေကိုဘာမှသူတို့ကဟိုမပူကြမလိုတဲ့ကာလမှာသူတို့ဘာမှမလေ့လာခဲ့ဘူးပေါ့နော်ဘာမှမလေ့လာတဲ့အချိန်မှာဒီအခုလက်ရှိကာလမှာကျတော့ဘလို့ဖြစ်လဲဆိုတဲ့အချိန်ကကျတော့ဟိုကုန်တယ်တွေကအဲ့လိုမျိုးမလေ့လာထားမိတဲ့အချိန်ကကျတော့ဟို logistic တို့ agent တို့တချို့တလေပြောတာနော်အကုန်လုံးမစိုးလို့ဘူးနော်နေပယ်တိုင်းမှာသူ့ဟာနဲ့သူကောင်းတဲ့လူရှိတယ်စိုးတဲ့လူရှိတယ်ဟိုအလုပ်ကိုယ့်ရဲ့အလုပ်ပုံမှာ respect ထားတဲ့လူရှိတယ်ငွေတစ်မျက်နှာပဲကြည့်ရလူရှိတယ်အဲ့ဒါနေပယ်တိုင်းမှာရှိတယ်အဲ့လိုမျိုးဒီကုန်တယ်တွေကလေဘာမှမလေ့လာထားတဲ့အချိန်မှာကျတော့တချို့ပေါ့နော် agent တွေတချို့ဟို logistic တွေကဘာလုပ်လဲဆိုတော့ကုန်တယ်တွေကိုဂျင်းထည့်ပါတယ်ဘယ်လိုဂျင်းထည့်လဲဆိုတော့အခုဒီ import license လေးနဲ့ရှင်းပြီးကျွန်တော်ပြမယ်ပေါ့နော်တချို့ logistic တွေကကျတော့သူကဘယ်လိုမျိုးလဲဆိုတော့ import license လျှောက်ပေးပါတယ် import license လျှောက်ပေးပါတယ်အဲ့လိုပေါ့ကွာဆိုတော့ license trademark ကနေတင်တာကလေကုမ္ပဏီကလေပပကရှိထားရဲဆိုရင်ဘယ်ကုမ္ပဏီမဆိုတင်လို့ရတယ်တခုရှိတာက import license လျှောက်ပေးပါတယ်ဟုတ်ပြီအဲ့ဒီ import license ကြာလာတဲ့အထိကိုသူတို့တာဝန်ယူမှာလားမယူဘူးသူတို့မစွမ်းနိုင်ဘူးမလုပ်ပေးနိုင်ဘူးအဲ့ခါကျတော့ကုန်တယ်တွေအနေနဲ့ကလေတတိထားဖို့ပေါ့နော်ဘာလို့ဆိုအခုဒီနောက်ပိုင်းမှာကျ import license လျှောက်ပေးတာဟိုများဆပတ်စံမပေးရဘဲနဲ့တင်ကနန်းလေးတွေပေါ့နော်အဲ့လိုတင်ကနန်းလေးတွေပဲရှောက်ခအနေနဲ့ပေးရတာမျိုးဆိုကကြတော့ဟိုတချို့ကုန်တယ်တွေကျနားမလဲမသိတဲ့ချိန်ကကြတော့လေဟိုလုတ်ခိုင်းလိုက်တယ်ပေါ့နော်တဆောင်ရရင်တော့တင်ကနန်းမယ်နှစ်ဆောင်ရရင်တင်ကနန်းမယ်အေး10ဆောင်ရရင်ဟိုသိန်း10ကနန်းဖြစ်သွားမှာလို့နော်အဲ့လိုဆိုတာကြတော့ကုန်တယ်အနေနဲ့တတိထားဖို့ပါလေ import license လျှောက်ပေးတယ်ဆိုတဲ့ဥစ္စာကကိုယ့်ဘာသာကိုလည်း laptop တစ်လုံးရှိရင်ကိုဟာကိုလည်းတင်လို့ရတဲ့အနေထားကိုဟာကိုလည်းရှောက်လို့ရတဲ့အနေထားပါ import license ရှောက်တာကဘယ်သူမဆိုကုမ္ပဏီရှိတဲ့လူတိုင်းရှောက်လို့ရပါတယ်အဓိကသူကရှောက်ထားတဲ့ import license ကြာလာဖို့လိုတာဖြစ်ပါတယ်အဲ့ဒါကြတော့ import license ရှောက်ပေးတယ်လို့ပြောတာနဲ့ပေါ့နော်မမေးမမြန်းဟိုလုတ်ခိုင်းလိုက်တာမျိုးပြည့်ရုံလိုက်တာမျိုးမလုတ်ပါနဲ့ရှင်အဲ့ဒါလေးကိုကျွန်မတတိပေးချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်